ဘိုက်စားတော့ကွာထမင်းစားဦးမယ်ဟဲ့တာထမင်းစားမို့လားဟုတ်တယ်မေဒါထမင်းစားမလို့အော်တာမင်းဖေကိုလေဟင်းချင်တာပြောနော်ဟုတ်ကဲ့ပါမေဟာမမေအိုးထဲမှာဘိတ်တစ်လုံးပဲရှိရလေအေးဟုတ်တယ်တာတဝက်ပဲစားနော်မမေကလည်းတဝက်ကနေတာပေါ့အော်တာရဲ့အခုကလည်းပတ်စံရှာတာအရခန့်နေတယ်အမေတော့အရင်နဲ့စားမှာမမေကလည်းတာဆောက်လို့မရဘူးတာကုန်စားမှာဟဲ့တာမင်းဖေခဏညာလောက်ကပြန်လာတော့မှာသူစားဖို့ချင်တာပေးလိုက်အောင်မသိဘူးမယားတာစားမှာပဲဟဲ့ငါတားနေတော့ငါစိတ်ညစ်ပါတယ်အေးစားမိမရဲ့ကိုပြန်လာပြီနော်အော်ယောက်ျားပြန်လာပြီယောက်ျားဘိုက်စားနေပြီလားဟုတ်တယ်မိမရဲ့ဒီနေ့ကလည်းအဲ့လိုလိုမှအရန်ပြင်မှန်းတော့လေဘိုက်ရန်စားနေရဲ့အော်ဒါနဲ့လေရှင်စားဖို့တော့လေဟင်းနေမရှိတော့ဘူးယောက်ျားရဲ့မိမဘာလို့ခင်းရမရှိတော့တာလဲဘာဖြစ်ရမလဲယောက်ျားရဲ့ရှင်သားဘောဘဲဥကိုလေတချမ်းတန်းစားလို့မဟုတ်ဘူးလေတလုံးစားပလိုက်ပြီကျမလည်းပြောလို့မရဘူးယောက်ျားအော်မိမရဲ့တားလေးစားတာဆိုတော့ကျွေးလိုက်ပါဟဲ့ယောက်ျားအဲ့ဆိုရှင်ရဘာနဲ့စားမှာလဲအော်မိမရဲ့ကိုကရှေ့ရနဲ့စားလို့ရပါတယ်အဓိကတားလေးစားဖို့ပဲလေအမလေးရှင့်သားကိုလည်းအရန်အလိုမလိုက်နဲ့အောင်အေးပါကွာအော်ဒါနဲ့သားလေးရောအမလေးရှင့်သားရှိပါတယ်အပေါ်မှာစားလို့နေရဲ့အော်အေးကောင်းတယ်အဲ့ဒါဆိုရင်လေကိုထမင်းစားရမှာနော်အော်မိမမင်းရောစားပါ့လားကျမလည်းမစားသေးဘူးရှင်နဲ့တူစားဖို့ဆိုပြီးစောင့်နေရအော်ဟုတ်လားအဲ့ဒါဆိုမိမနဲ့ကိုနဲ့ရှေ့ရနဲ့စားကြမယ်နော်အမလေးအေးပါမေဒါကြောင်းသွားတော့မယ်နော်အော်အေးဒါမင်းဖြစ်နှုတ်ဆက်လိုက်အောင်နော်ဟုတ်မေဖေသွားတော့မယ်နော်အော်အေးဒါဂီးဆိုင်သွားနော်ဟုတ်ကဲ့ပါအော်ဖေတောက်မဟုတ်ပြုံးလေအော်ဒါအမေမပေးဘူးလားပေးတယ်ဖေမှုတ်ဘူးက200ပဲရတာဆိုတော့နည်းလို့ပါအော်ဒါရဲ့တော်ကြီးပေါ်200လဲစားလို့ရပါတယ်လောက်ပါဖေရတယ်ဒါစားလို့မရလို့ပါဟဲ့ဒါနေဖေမူတာနဲ့နေဖေတိတ်စင်ပြေဘူးဒါရဲ့ရှိတာလေးနဲ့ပဲစားစမ်းပါသားရဲ့လောက်ပါမင်းကလည်းကျောင်းတငယ်ချင်းတွေအများကြီးစားရတယ်မေရဲ့ဒါနယ်ပဲစားဆိုတော့မဝဘူးဟဲ့ဒါမင်းဖေအဆင်ပြေဘူးလို့မပြောနေလေကဲပါမိမရဲ့ကလေးမရှိပါနဲ့ဒါအဖေပြမယ်နော်ဖေတကယ်ပြောရလားအေးတကယ်ပြောတာဗောသားရဲ့ဒါ200ယူသွားလိုက်နော်ဟုတ်ဖေဟုတ်ယောက်ျားရှင့်တော့အရန်လို့မလိုက်နဲ့အော်မိမရဲ့ကိုတို့မှဒီတားတယောက်ဝယ်ရှိရလေအော်အဲ့ဒါကျမလည်းသိပါတယ်ရှင့်သာပြက်စီးမှဆိုလို့ပါအေးပါကွာကိုသိပါတယ်ဒါစာကြိုးစားမယ်နော်မကောင်းတော့မလုပ်အောင်နော်ဟုတ်ကဲ့ပါဖေရဲ့စကားနားထောင်ပါမယ်အော်ဒါနဲ့ဖေအလုပ်မသွားဘူးလားဖေအေးဟုတ်တယ်ဖေလေးအလုပ်ထမဆင်ပြေလို့သားရဲ့ဖေအဲ့ဒါဆိုနောက်နေ့မှနဲ့စားရမှာလေကဲပါသားရဲ့အဲ့ဒါပူနေစမ်းပါနဲ့ဖေရှာကျွေးနိုင်ပါတယ်သားလေးစာကြိုးစားရမယ်နော်ဟုတ်ကဲ့ပါဖေတာကြိုးစားပါမယ်ဖေတက်သွားရမယ်နော်အော်အေးသားလေးမေသွားပြီနော်အော်အေးပါသားဂီးဆိုင်သွားအောင်နော်